အလောင်းစစ်သူမင်းသည်ပကံမင်းဆက်၌ကြံစစ်မင်းကြီးနောက်ဆက်ခံတော်မင်းဖြစ်သည်မြမတို့ကလက်ညှိုးညွတ်ရာရေချောင်းဖြစ်သည့်မင်းဖြစ်ဖောင်ဆက်ကြမင်းဟုတင်စားခေါ်ကြသည်ထိုဖောင်တော်ကိုတိကနဲ့သားဖြင့်တိဆောက်သည်ဟုပြောစမဲ့ပြုကြသည်ထိုဖောင်တော်ထဲတွင်ပရိကရာမင်းသောရဲ့ပဓာရှိလုံးပါရှိသောကြောင့်မင်းကြီး၏တကိုးဩဇာပုံမိုကြီးမားသည်ဟုပါဇက်ရာဇွန်တို့ကဆိုကြသည်ကျန်စစ်မင်းကြီး၏သမီးတော်ရွှေအင်စီမင်းသမီးလေးနှင့်ကလားပြီမှပရိကရာမင်းသားလေးတို့လူငယ်တဘာဝချစ်ကြိုက်မိသည်ပရိကရာမင်းသားလေးသည်ပဓာရှိလုံးငုံပြီးကောင်းကင်မော်တွင်သွားနာနိုင်သည့်အစွမ်းရှိသည်မင်းသမီးလေးနှင့်ဝိညာဉ်ထဲတွင်ချင်းတွေ့တတ်သည်ထိုအကြောင်းကိုဖခင်ဘုရင်ကြီးသည်တွားပြီးလူမျိုးသားမြေသဘောမတူဘူးဆိုကမိမိ၏သူစောယွန်းမင်းသားနှင့်လက်ထပ်ပေးလိုက်သည်ထိုအကြောင်းကိုမသိတော့ပရိကရာမင်းသားသည်ရွှေအင်စီမင်းသမီးလေးစီသို့လာစဉ်ကောင်းဖင်တနေရာတွင်ရွှေအင်စီတို့၏မင်္ဂလာဆွမ်းစားရာမှပြန်လာသောယဟန်နှစ်ပါးနှင့်သွေးဆောင်မိပြီးထိုကြေကွဲဖဲအကြောင်းသိရှိသွားသည်ဝမ်းနေပလက်အာမိတ်ထိတ်ဖကပါဇက်ကိသွင်းမှပထားရှင်လုံးထကြကမြေပေါ်သို့ပြုတ်ကျပြီးသေဆုံးသွားသည်ထိုနောက်ရွှေအင်ကြီးမင်းသမီးမှသားတော်တရာမွေးဖွားလာရာထိုသားတော်သည်နောင်တွင်အလောင်းစီသူမင်းဖွလာသည်ထိုသားတော်ကိုပရိတ်ရမင်းသားကဝင်သားသည်ကိုပဇာရာဇဝင်တို့ကဆိုကြသည်